မိတ်ဆွေမှန်ကြည့်လိုက်တိုင်းကိုယ့်ရဲ့ဘိုက်ခောက်ကြီးထွက်နေတာကိုမီးရမီစိတ်ညစ်နေရပါသလားအန်ဂျီအကျဝစ်ချင်မိမယ်ဘိုက်ပူနေလို့ယုံကြည်မှုမရှိသလိုခံစားနေရတာငါဂျင်းဆော့ဖို့လေ့ကျင့်ခန်းလုပ်ဖို့လည်းချင်းမရှိဘူးဆိုပြီးလက်လျှော့ထားပါသလားโอเคစိတ်မပူပါနဲ့ဘိုက်ချက်ဖို့ဆိုတာလေ့ကျင့်ခန်းက30ရာခိုင်နှုန်းပဲအရေးကြီးပြီးစားတောက်မှုပုံစံက80ရာခိုင်နှုန်းအရေးကြီးတာပါဒီနေ့ဗီဒီယိုမှာတော့ဂျင်းသွားစရာမလိုလေ့ကျင့်ခန်းအပြင်းထန်လုပ်စရာမလိုပဲတပတ်တွဲတိတိတာတာဘိုက်ချက်သွားစေမယ့်အထီးရုပ်ဆုံးနီလန်9ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲဒါတွေကဘာတွေလဲကြည့်လိုက်ကြရအောင်ပထမဆုံးနံပါတ်1အချက်ကတော့အရေးကြီးဆုံးပါပဲအတကြားကိုဖြတ်ပါကျွန်တော်တို့ဘိုက်ခောက်ထူရခြင်းရဲ့အဓိကတရားခန္ဓာအစီစားလို့မဟုတ်ပါဘူးအချို့စားလို့ပါတကြားစားလိုက်တဲ့အခါအင်ဆူလင်ဟော်မုန်းတွေတက်လာပြီးခန္ဓာကိုယ်ကအစီအလောင်ကျွမ်းမှုကိုရပ်တန့်လိုက်ပါတယ်ဒါကြောင့်ဒီတစ်ပတ်အတွင်းမှာအချို့ရည်ကိတ်မုံလက်ဖြေချိုစတာတွေကိုလုံးဝရှောင်ကြည့်လိုက်ပါ3ရက်လောက်နဲ့တင်ဘိုက်ကပေါ့ပါသွားတာကိုခံစားရပါလိမ့်မယ်နောက်ထပ်နံပါတ်2ကတော့လက်ရှိကဘာမှာခေတ်စားဆုံးနဲ့အထီရောက်ဆုံးနည်းလမ်းဖြစ်တဲ့ intermittent fasting ပါလွယ်လွယ်လေးပါတနေ့မှာ8နာရီပဲစားပြီးကျန်တဲ့16နာရီကိုရေကလွဲရင်ဘာမှမစားပဲနေလိုက်တာပါဥပမာနေ့လယ်12နာရီမှာစားပြီးည8နာရီနောက်ပိုင်းဘာမှမစားတော့တာမျိုးပေါ့ဒီလိုလုပ်လိုက်ရင်ခန္ဓာကိုယ်ကအစာမရှိတော့တဲ့အတွက်ဝမ်းပိုက်မှာစုနေတဲ့အစီဟောင်းတွေကိုဆွဲထုတ်သုံးဆွဲရပါတယ်ဘိုက်ချက်ဖို့အမြန်ဆုံးနည်းလမ်းပါပဲနံပါတ်3ကတော့ protein ပါမနက်စားသို့မဟုတ်နေ့လယ်စားမှာထမင်းလျှော်ပြီးကြက်ဥကြက်သားငါးစားတဲ့ protein ကိုများများစားပေးပါ protein ကလူကိုအကြာကြီးဘိုက်ဝါစေသလိုအစာတစ်ဖြတ်ဖို့အတွက် calorie ပိုလောင်ကျွမ်းစေပါတယ်ထမင်းတစ်ပန်းကုန်မဲစားကြက်ဥပီလူနှလုံးပြောင်းစားလိုက်တာကတင်းဘိုက်ကိုတစ်ပတ်အတွင်းတိတိတသားပြောင်းလဲပါစေမှာပါနံပါတ်4ကတော့လူတော်တော်များများတတိမထားမိတဲ့အစားပါတခါတလေငါမဝပဲနဲ့ဘာလို့ဘိုက်ပူပြီးဖောနေတာလဲလို့တွေးဘူးလားအဲ့ဒါအငံစားလို့များလို့ပါစားဆိုဒီယမ်များရင်ခန္ဓာကိုယ်ကရေတွေကိုဆွဲထားတယ်လို့ဘိုက်ကပွားနေတတ်ပါတယ်ဒီတစ်ပတ်အတွင်းမှာအငံရှော့စားလိုက်ကနေခန္ဓာကိုယ်ထဲကပိုနေတဲ့ရေတွေထွက်သွားပြီးဘိုက်ချက်ချင်းချက်သွားပါလိမ့်မယ်နောက်ဆုံးနံပါတ်5ကတော့ရေပါထမင်းမစားခင်နာလီဝက်အလိုတိုင်းမှာရေတဖန်တော့တော့ပေးပါဒါကအစာစားခင်စိတ်ကိုယော့နေစေသလိုခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်ကိုမြင့်တင်ပေးပါတယ်ရေများများတောက်လေအစီကြမြန်လေပါပဲကဲနေကွန်ချိုးကရင်ဓမ္မဒင်းဘိုက်ချက်ချင်းတဲ့ဆိုရင်လေ့ကျင့်ခန်းလောက်တာထက်အခုပြောခဲ့တဲ့အချိုးဖြတ်16နာရီအစာဖြတ်ပရိုတင်းစားအငံရှော့ရေများများတောက်ဆိုတဲ့ဒီ9ချက်ကိုသာတကယ်လိုက်လို့ကြည်ပါ9ရက်ပြည့်တဲ့အခါမှန်ထဲကတင်ပုံရိပ်ကိုတင်ကိုယ်တိုင်တော့အံ့ဩသွားစေရပါလိမ့်မယ်မိတ်ဆွေတော့ဒီနီလန်းတွေထဲမှာဘယ်ဟာကိုစမ်းကြည့်ခြင်းလဲ comment မှာရေးခဲ့ပေးပါဦးဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးကြပါဦးကျမ်းမာရေးနဲ့အလှပဆိုင်ရာနီလန်းကောင်းတွေကိုနေ့စဉ်တင်ဆက်နေတဲ့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲကျမ်းမာလှပကြပါစေ